မင်္ဂလာပါအားလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြကုန်၍အေးချမ်းကြပါစေလို့ဆုတောင်းပေးပါရယ်ဘုန်းကြီးဒီနေ့မှာကောက်ရိုးထမြင်အားဖြစ်လေမလားဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်ဘဝခရင်ကိုကြောပြတ်ကြတဲ့နေရာမှာနှိမ်ကြသွားတဲ့အခါမျိုးတွေရှိကြတယ်အဲ့လိုနှိမ်ကြသွားတဲ့ဆိုတဲ့အချိန်နှိမ်ကြသွားတဲ့ဆိုတဲ့အခိုက်အတန့်ကခဏတာပါကြိုးစားပြီးတော့လူတိုင်းဟာကိုယ့်ဘဝအတွက်ပြန်မတ်ဖို့ကြိုးစားကြတာပါပဲပြန်မတ်ဒီလိုရအောင်ဤအမျိုးမျိုးနဲ့ကြိုးစားကြတာပါပဲဒါပေမဲ့အဲ့လိုသွားနေတဲ့အချိန်မှာအစမပြေဖြစ်တဲ့အချိန်မျိုးဒုက္ခရောက်တဲ့အချိန်မျိုးဆိုရင်နည်းနည်းလေးပဲဖြစ်ပါစေအားကိုးရဖြစ်လိမ့်မလားလို့ညှော်လင့်ကြတာကြီးပဲအဲ့လိုအားကိုးဖို့ညှော်လင့်ရတဲ့အနေအထားကလည်းခံစားမှုသူတွေမှသိကြတယ်လူကတတ်နိုင်လို့ရှိရင်တော့ဘယ်သူစီမှမတောင်းပဲနဲ့ကိုချက်တော့ဘောကိုယက်တည်ချင်ကြတာကြီးပဲဒါပေမဲ့တချို့တွေရဲ့ဘဝတွေကအဲ့ဒီလောက်ကံမကောင်းဘူးကြိုးတော့ကြိုးစားနေပြီမဲ့လို့သူတို့မှနေပြင်းရင်နေရတဲ့ဘဝပေးအခြေအနေတွေရှိတယ်အဲ့တော့ဒီလိုအခါမျိုးမှာအားလုံးလူသားအားလုံးအတွက်ရှိတဲ့စိတ်ထားသိတဲ့သဘောထားကကိုယ်ပြင်းနာမှာဒုက္ခရောက်တဲ့သူတွေတွေ့တဲ့အခါမှာအစအဆုံးတာဝန်ယူနိုင်တာမဟုတ်ပေမဲ့အပြုံးလေးတစ်ချက်ထမင်းလေးတစ်လုံးမုံလေးတစ်ခုကအစဒုက္ခရောက်နေတဲ့သူအတွက်အားဖြစ်တယ်လို့အဲ့ဒါကိုအားလုံးသိထားဖို့လိုတယ်ဒါကဘုန်းကြီးတို့တွေကိုယ်တိုင်ကြောဖြတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ခဏစကားပြောပြတဲ့သူခဏကိုယ့်ရဲ့ဒုက္ခတွေကိုနားထောင်ပေးတဲ့သူနောက်ကိုမုံပဲသေးစားလေးပဲဖြစ်ဖြစ်ထမင်းလေးပဲဖြစ်ဖြစ်တနတ်စာကျွေးလိုက်တဲ့သူစသည်ဖြင့်ဘဝခရီးကိုကြောဖြတ်တဲ့အချိန်မှာကြုံတယ်လို့ပဲအားကိုပြီးတော့အခိုက်အတန့်လေးတွေခိုနာပြီးတော့သွားခဲ့ရတာဒီတော့ကိုယ်ပဝန်းကျင်မှာဒုက္ခရောက်တဲ့သူတွေ့ပြီဆိုလို့ရှိရင်ကိုနိုင်တာတော့လုပ်ပေးကြမသိချင်အောင်မဆောင်ကြနဲ့ကုသိုလ်လည်းရတယ်အဲ့တော့ကိုယ်အချင်းချင်းအနည်းလူတွေကိုပဲကြည်နိုင်ကြတာပေါ့အဝေးလူဆိုတာမျိုးကသူလည်းပဲသူ့အပူနဲ့သူ့ပဝန်းကျင်မှာနိုင်တဲ့သူကလည်းနိုင်တယ်လို့ကြည်နေရတယ်လို့မနိုင်တဲ့သူတွေကလည်းများနေကြတာအဲ့တော့ကောက်ရိုးတမြင်လေးအားဖြစ်လေမလားဆိုပြီးတော့မျောလင့်နေရတဲ့ဘဝတွေအားပေးခြင်းတာပါဒုက္ခရောက်လာပြီဆိုလို့ရှိရင်အရာရာကိုအားငယ်တဲ့မျက်လုံးနဲ့ပဲကြည်လာတော့တာအဲ့တော့ကိုယ်မှာရနေတဲ့ငွေလေးကလည်းလာကရပြီဆိုရင်လည်းပဲအဲ့ဒီလာကလေးမှာ1000ရော့သွားတိုင်း1000ရော့သွားတိုင်းနှလုံးသားတစ်ဖက်စီကြသွားသလိုမျိုးတောင်ခံစားရတယ်ကိုယ့်ရဲ့တလစာသုံးမဲ့ငွေတွေကနည်းနည်းရော့သွားတိုင်းနည်းနည်းရော့သွားတိုင်းစိတ်ဓာတ်ကပုံကျသွားတာအဲ့ဒါတွေကဘုန်းကြီးတို့တွေကြုံခဲ့တာကြော်ဖြတ်ခဲ့တာဆိုတော့လူဆိုတာကအမှန်တရားကိုပြောရမယ်ဆိုရင်လက်ထက်မှာငွေရှိနေတဲ့အချိန်ကြီးမှခွန်အားရှိနေတယ်အဲ့ဒီငွေရော့လာပြီဆိုရင်ခွန်အားရော့လာတော့တာပဲအဲ့ဒါဒီချိန်မှာဘသူကိုအားကိုးရမလဲလို့ညှော်လင့်ကြတာကြီးပဲဒီတော့ဒီလိုခံစားရတဲ့သူတွေကိုပြောချင်တာကတော့ကြိုးစားနေတဲ့ကာလမှာအကူအညီရမယ်ဆိုလို့ရှင်လေအဲ့ဒီအကူအညီကိုတန်ဖိုးထားပြီးတော့သုံးဆွဲအဓိကကတော့ကိုယ်ခြေထောက်ပေါ်ကိုရက်တည်နိုင်ဖို့ဘလောက်ဒုက္ခရောက်ကိုယ်သာလျင်ကိုယ့်ရဲ့အားကိုးရပါလားဆိုတာကိုနားလည်ထားဖို့လိုတယ်ကိုယ့်ကိုကူညီသူပေါ်လာစေဖို့ဆိုတာဟာဘယ်တော့ပေါ်လာမှမသိတဲ့အရာမျိုးအိမ်မက်မတလို့အရာမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရာတွေကိုမျောလင့်ပြီးစိတ်တမကြနဲ့မျောလင့်ပြီးတော့လည်းပဲကိုလက်ရှိလောက်ရမယ့်အချိန်တွေကိုမဖြုံးမိစေနဲ့ကိုမှခွန်အားနည်းတယ်ဆိုတာကိုစိတ်ကြောင့်ပဲ က
ကိုယ်စိတ်ကမရှိချီတာနဲ့စားမယ်မဖြစ်ဖြစ်တယ်လို့ပဲနေလိုက်မှာပေါ့လို့တင်းလိုက်ရင်သူကရက်တည်နိုင်သွားတယ်ဒီတော့ကိုကဘာတွေတက်လုံကောင်းအောင်နေရလဲဆိုတော့အတုံးငဆွဲကအစချွေတာတီထပ်ပို့ပြီးတော့ချွေတာပြီးတော့တာစုနိုင်တဲ့လောက်ကိုစုပြီးကို့အတွက်ကိုတေးသေးချာချာနားလဲစွာနဲ့ညော်မြင်ညံရှိစွာနဲ့ကိုကာကွယ်ရတာပဲပြင်ပကအကူအညီဆိုတာအမြဲတမ်းမရနိုင်ဘူးဆိုတာကိုစားကြတဲ့ကိုကကိုခြေထောက်ပေါ်ကိုရက်မယ်ဆိုတဲ့စိတ်နဲ့မတ်တီထားတဲ့သူတယောက်ဟာအားငယ်နေတဲ့အချိန်ကိုခဏပဲကြော်ဖြတ်ရလိမ့်မယ်အဲ့တော့လူတိုင်းကိုဘဝဒုက္ခကိုကိုထမ်းနေကြတာပဲအဲ့တော့ကိုလည်းပဲဒီလိုပဲထမ်းရမှာပဲဒီနေ့အဆင်မပြေပေမဲ့နောက်နေ့အဆင်ပြေစေရမယ်ဒီလိုစိတ်နဲ့ဆက်ပြီးတော့ရှောက်ပါစိတ်တကြားလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ်စိတ်ကိုလှဲပလိုက်ရင်လူပါလဲတာပဲကိုအဲ့တော့ကိုယ်စိတ်ကဘယ်တော့မှလဲမသွားစေနဲ့အခိုက်အတန့်ကြုံတဲ့ဒုက္ခကိုစိတ်ပြတ်မသွားနဲ့တတိရှိရှိနဲ့ဆက်ပြီးတော့ရှောင်မယ်ဆိုပြီးတော့လားအားပေးအဲ့တော့ကိုလိုပဲကိုအစဉ်ပြေသွားတဲ့အချိန်ကြရင်လေကိုအနေနာမှာဒုက္ခရောက်ပြီးအားငယ်နေပြီဆိုတဲ့သူမျိုးသူတို့အတွက်ကိုကကောင်းရိုးတမြင်လေးဖြစ်အောင်နေပေးပါဘုန်းကြီးတို့တွေတော့အခုတော့ကိုပတ်ဝန်းကျင်မှာအဲ့ဒီလိုမျိုးနေပေးနေရတယ်ကိုတို့ကလည်းပဲနိုင်တဲ့လောက်ကလေးတွေကောက်ရိုးတမြင်လေးတွေကောက်ရိုးတမြင်လေးတွေကူညီပေးခဲ့တဲ့သူတွေရှိကြတယ်တခါတည်းအထုတ်လိုက်ပိုးလိုက်ကြီးနဲ့မကူညီနိုင်ကြတော့ကောက်ရိုးတမြင်လေးတွေကောက်ရိုးတမြင်လေးတွေစုပြီးမှကုတ်ချစ်တက်လာတာအဲ့တော့ကို့အလဲကြရင်လေမသိကြအောင်မဆောင်နဲ့ကိုတို့လည်းရတဲ့အလုပ်ကိုပတ်ဝန်းကျင်ကိုကောက်ရိုးတမြင်လေးပေးနိုင်ပါစေလို့အဲ့ဒီကောက်ရိုးတမြင်လေးကလည်းအားဖြစ်တယ်အဲ့တော့ဘုန်းကြီးဆိုလိုချင်တာကတော့မြတ်စွာဘုရားဟောတဲ့မေတ္တာကရုဏာတို့ဆိုတာအဲ့ဒါတွေပဲမေတ္တာတရားတွေမခေါင်းပါသေးသေး၍ကရုဏာတရားတွေမခေါင်းပါသေးသေး၍ကိုယ်အနာကလူတွေကိုကောက်ရိုးတမြင်တော့အားပေးဖြစ်နေမှာပါပဲဒါဆိုရင်လောကကြီးအဲ့ဒီလောက်ဒုက္ခမရောက်ဘူးအဲ့တော့ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့မိတ်ဆွေအပေါင်းအသင်းကိုလူမျိုးတွေကိုကဲတင်ခြင်းတဲ့ဆိုရင်ကောက်ရိုးတမြင်လေးတွေဖြစ်အောင်ကြိုးစားပါအဲ့ဒီကောက်ရိုးတမြင်လေးတွေကအားတွေဖြစ်သွားစေပါတယ်အများကြီးလုပ်ပေးစရာမလိုပါဘူးလူတိုင်းဟာသူနဲ့နီးစပ်ရာလူအတွက်ကောက်ရိုးတမြင်လေးတွေတော့ဖြစ်ပေးကြပါတိုက်တွန်းပါတယ်ကဘာသူကဘာသားပေါင်းစိတ်ပြတ်ခြင်းတွေအားငယ်ခြင်းတွေကိုကြောဖြတ်နိုင်ကြပြီးတော့ကိုဘဝကိုတတိရှိရှိရဲရဲဝံ့ဝံ့ဆက်ရှောင်နိုင်သောအောင်မြင်နိုင်ကြသောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ